ကျုပ်ဖို့ချစ်မမြူကြီးငါးပဲအောင်မောင်မရှိတဲ့စစ်သားတွေဖွင့်ထားတဲ့ကော်ဖီဆိုင်ပဲဖြစ်ပါတယ်ကျွန်တော်မနေ့ပိုင်းအဲ့ရနုံနုံချင်းအိမ်ရှိကိုထားကြည့်လိုက်တော့ညကတညလုံးရွာထားတဲ့မိုးကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးဆူဖြစ်နေပါတယ်အဲ့ဒါနဲ့ကိုဆိုင်ကိုဖုံးဆက်ပြီးတော့ထိုင်းနိုင်ငံကတောင်ကိုသွားတက်ရအောင်ဆိုပြီးတော့ခေါ်လိုက်ပါတယ်ကျွန်တော်ဆိုင်ကမောင်းထွက်လာပြီးတိတ်မကြခင်မှာပဲခဏနေတော့မိုးကရွာလာတာကြောင့်ကျွန်တော်လည်းမိုးကအင်ကြီးကိုထုတ်ပြီးကောက်ဝေးရပါတယ်အခုတော့ကျွန်တော်မြန်မာဘက်ချမ်းကတရားထိုက်ကိုရောက်လာပါပြီမနေ့စောစောဆိုတော့လူနည်းနည်းရှင်းလာကြောင်းကျွန်တော်တို့လည်းထိုင်းဘက်ကိုငင်းငင်းဆန်ဆန်ပဲရောက်လာပါတယ်ကျွန်တော်တို့အစောကြီးထွက်လာတာကြောင့်ကျွန်တော်တို့မနေ့စာကိုဘာမှမစားခဲ့ရဘူးပါဘူးအဲ့ဒါနဲ့ပဲကျွန်တော်တို့လမ်းမမှာရောင်းနေတဲ့စိတ်မဆိုင်ကစမူစာနဲ့လက်ဖက်ရည်ကိုမှာစားခဲ့ပါတယ်ထိုင်းဘက်မှာရောင်းနေပြီမဲ့ရောင်းနေတာကမြန်မာလူမျိုးအကိုကြီးတယောက်ပဲဖြစ်ပါတယ်အဲ့ဒါနဲ့ကျွန်တော်လည်းသူနဲ့စကားတွေပြောဖြစ်ခဲ့ပါတယ်ကျွန်တော်လည်းမေးလိုက်တာပေါ့အခုပလက်တာကိုထိုင်းလိုဘယ်လိုခေါ်လဲဆိုတော့ तू က roti လို့ပြန်ပြောပါတယ် तू ကနည်းနည်းရှင်းပြပါသေးတယ်ဒီကမြန်မာလိုမရှုပ်ဘူးမြန်မာမှာဆိုထက်တရာပလက်တာအစုံရှိရဆိုပေမဲ့ထိုင်းမှာကျ roti ဆိုရင်အကုန်လုံးကဒီတစ်မျိုးတည်းကိုပဲပြောတာလို့ပြောပါတယ်ကျွန်တော်တို့လည်းစားပြီးတောက်ပြီးတာနဲ့ထွက်လာခဲ့တာအဲ့ဒီငါးလမ်းထဲကိုကွေးပြီးတော့ကျွန်တော်တို့သွားမဲ့တောင်ချေကိုရောက်အောင်သွားပါတယ်။စားပိုင်းတော့ဆိုင်ကယ်တွေနည်းနည်းရှုပ်ပေမဲ့ကျွန်တော်တို့တောင်ချေနဲ့နီးလာတာအများဆိုင်ကယ်တွေကနည်းသွားပါပြီ။ဒီမြန်မာဘက်ကတရားထိုင်တဲ့ဒီတောင်ချေကိုရောက်ဖို့ဆိုရင်ကျွန်တော်တို့3ကီလိုမီတာနီးပါးလမ်းလျှောက်ရပါတယ်။ထိုင်းနိုင်ငံဘက်အချမ်းကလမ်းတွေကအရန်ကောင်းပြီးတော့တက်ရှင်းတက်ရနေပါတယ်။ဒီနေ့ရာသီဥတုကမိုးအုပ်အုပ်လေးနဲ့နေမပူတာကြောင့်ကျွန်တော်တို့အရန်မပင်ပန်းဘူးဆိုပြီးတောင်ပေါ်သွားမှဖြစ်လို့ကျွန်တော်တို့ရေလိုအပ်ပါတယ်။ဒါကြောင့်ပဲကျွန်တော်လမ်းမှာတွေ့တဲ့လမ်းမိတ်ဆက်တစ်စက်နဲ့ရေငဘူးဝင်လိုက်တာပဲဒီတဘူးကိုထိမ့်ပန်းငွေ10ဘတ်ပဲကြာတင်ပြီးတော့မြန်မာဖက်အချမ်းမှာလည်းဒီဈေးပဲဖြစ်ပါတယ်ကျွန်တော်တို့ကရက်ကွက်တစ်ခုစာလောက်ကိုဖျက်ချောက်လာခဲ့ရတာမို့လို့အိမ်လေးတွေကိုလည်းတတိထားကြည့်မိပါတယ်အိမ်လေးတွေကလုံးကြီးအိမ်လေးတွေဖြစ်ပြီးတော့စီစီရီသက်ရလေးနဲ့ရှိနေပါတယ်တာချီလိုက်ဘက်ကအချမ်းလိုမျိုးအိမ်ခန်းကားတွေနဲ့တိုက်တန်းလျားတွေကလည်းဒီဘက်ချမ်းမှာတိတ်မတွေ့ရပါဘူးအိမ်ရှိတွေမှာလည်းကိုစီပန်းမိန်လေးတွေတည်တည်ဆဲဆဲစိုက်ပျိုးထားကြတာတွေ့ရပါတယ်ကျွန်တော်ဒီတောင်ကိုအရင်ခောက်တွေတုန်းကလာတော့ကနေပူနေပါတယ်ဒီတစ်ခေါက်မှာတော့အေးအေးစစိမ့်လေးနဲ့ရာသီဥတုကအရန်ကိုလမ်းလျှောက်လို့ကောင်းနေပါတယ်တိုင်းနဲ့မြန်မာကအရန်ကိုနီးစပ်လုံးပြီးလာမယ်ဆိုရင်အချိန်အနည်းငယ်ပဲပေးုံနဲ့လာလို့ရတာကြောင့်ကျွန်တော်ဒီရာသီဥတုမျိုးဆိုရင်တော့နောက်တစ်ခေါက်လည်းဒီကိုလာဖြစ်အောင်မထင်ပါတယ်ကျွန်တော်တို့3ကီလိုမီတာလောက်လမ်းလျှောက်လာပြီးတဲ့အခါမှာတော့ကျွန်တော်တို့တောင်ချင်နာကိုရောက်လာပါပြီဒီလိုမျိုးလမ်းလေးခွားဆောင်ကိုရောက်ပြီဆိုရင်တော့ဘယ်မှကိုယ်စရာမလိုပဲတက်တက်ဆက်သွားပေးရပါမယ်အိမ်တွေကတောင်ချေထိပဲရှိပြီးတော့ဒီတောင်ပေါ်မှာအိမ်တွေလုံးဝမရှိတော့ပါဘူးကျုပ်ဖို့ကျွန်တော်တောင်တက်ပြီးခဏကြာမှာပဲကိုဆိုင်ဝယ်လာတဲ့ကျဲဥဖုတ်ကိုကျွန်တော်စားပါတယ်ကျဲဥဖုတ်စားနေတဲ့အချိန်မှာပဲတောင်ပေါ်ကဆင်းလာတဲ့အသည့်အဖွဲတွေနဲ့တွေ့ပါတယ်ဒီနေ့ရာသီဥတုနဲ့ဒီတောင်ကအရန်ကိုလှပနေပါတယ်ဒါကြောင့်ပဲကျွန်တော်နားနေနဲ့ဗီဒီယိုရိုက်လိုက်တောင်ပေါ်တက်လိုက်နဲ့ဖြည်းဖြည်းချင်းတက်လာခဲ့ပါတယ်တနေရာမှာကျွန်တော်ဓာတ်ပုံရိုက်နေတန်လန်နဲ့ကားလာတန်းကြလို့ကျွန်တော်ထားပြရပါတယ်ကျွန်တော်တို့ကားတွေအရန်သွားလာနေပါတယ်ကျွန်တော်သွားခဲ့တဲ့6က2စီး3စီးလောက်ပဲကျွန်တော်တွေ့ခဲ့ရပါတယ်ဒီအချက်ကလည်းဒီတောင်ပေါ်ကိုလာတဲ့အချက်ထဲကတစ်ချက်လို့ကျွန်တော်ထင်ပါတယ်ဒီထိမ့်ဖက်ချမ်းတက်ရတဲ့တောင်ကတက်စီလိုက်ဖက်မှာရှိတဲ့ကြိတ်ချီကိုတောင်ကိုမတ်ဆောက်မနေပါဘူးပြပြလေးနဲ့တက်လို့ကောင်းတဲ့တောင်မျိုးပါဒါကြောင့်ကြိတ်ချီကိုတောင်လည်းမတက်နိုင်ဘူးပြပြလေးပဲသွားချင်တယ်ဆိုတဲ့လူတွေအတွက်ဒီတောင်ကိုတက်သိမ်းပါတယ်
ဘလို့အချိန်မှာတက်တဲ့နဲ့ဆိုတော့ဒီလိုမိုးရွာနေတဲ့အချိန်မှာပူတက်ဖို့အားပေးပါတယ်ချင်းမှမြူပြီးနိုင်ပဲ哇，这种辣呗，今年မိုးရွာရဲဆိုပေမဲ့သူကဘယ်လိုပြောမလဲတစ်ပင်နေရှိတဲ့ခါကျတော့မိုးကထင်တော့မကြောက်ဘူးတစ်ပင်နေခံပြီးခါတလန်းလုံးကဒါမျိုးတွေကြီးပဲဒါမျိုးတစ်ပင်နေအုပ်လိုက်နည်းနည်းလေးလင်းသွားလိုက်ဒီထဲမှာဆိုရင်ညားဖက်လိုပဲတားလှရဒီထိုင်းနဲ့မြန်မာနိုင်ဝက်လောက်ပဲသွားတာနော်လမ်းလျှောက်ပြီးတော့အဲ့ဒါတော့မှခဏတော့လာပြင်နေထင်တာပဲဒါလှလို့လေဆောင်းလင်းဆိုလဲဒါလှမယ်ထင်တယ်တောင်ထက်တော့တနားခွဲကြောင်ဘာမှမမြင်ရတော့ဒါမျိုးစစ်သားတွေတားထားတဲ့ဂိတ်ကိုတွေ့ရင်တော့ကျွန်တော်လာနေတဲ့နေရာကိုရောက်ပါပြီ။အဲ့ဒီဂိတ်ထဲကိုဝင်လာခဲ့ရတော့အထက်မှာ view point ရှိပါတယ်။ခေါ်ရင်ကျက်ချိုလည်းမကျက်ခါလည်းမကျက်အပေါ်မှာစစ်သားတွေဖွင့်ထားပြီးတော့စစ်သားတွေကိုယ်တိုင်ရောင်းတဲ့ coffee ဆိုင်လေးတစ်ဆိုင်လည်းရှိပါတယ်။ခွေးလေးတွေလည်းရှိပြီးတော့ coffee ဆိုင်ကလည်းတချင်းအေးလေးတွေဖွင့်ပေးထားပါတယ်။ဒီဆိုင်ကတော့ဒီတောင်ပေါ်မှာရှိတဲ့စစ်သားတွေဖွင့်ထားတဲ့ coffee ဆိုင်ပဲဖြစ်ပါတယ်စစ်သားတွေရောင်းတာပါကောင်းလားကွာအဲ့ဒီ coffee ဆိုင်ဘေးနားမှာ view point လည်းရှိပြီးတော့ထိုင်ဖို့နေရာတွေလည်းလုပ်ပေးထားပါတယ်ကျွန်တော်လာတဲ့အချိန်မှာမိုးအရမ်းရွာတာမျိုးလည်းမရှိဘဲနဲ့မိုးဖွဲဖွဲလေးနဲ့တားနေလို့ကောင်းပါတယ်တချို့နေရာတွေမှာမြူခိုးမြူငွေတွေတောင်တွေ့နေရပါတယ်ကျွန်တော်လာတဲ့နေ့ကမိုးရွာတဲ့နေ့ဖြစ်တာကြောင့်လားတလင်းကုန်တွေမလို့လားမသိတောင်ပေါ်မှာလူရမ်းများပါတယ်ကျွန်တော်တောင်ပေါ်ရောက်တဲ့အချိန်မှာအေးစစ်စစ်လေးနေပြီးရတယ်ကျွန်တော်လည်းပြန်ဆင်းခဲ့ပါတယ်ကျွန်တော်ပြန်ဆင်းတဲ့အချိန်မှာအသွားတော့ကမဝင်ခဲ့ရတဲ့ဖះကိုလည်းဝင်ခဲ့ပါတယ်အဲ့ဒီဖះပေါ်မှာမြင်းစီနေတဲ့စစ်သူကြီးရုပ်တရုပ်ကိုလည်းကျွန်တော်တွေ့ခဲ့ရပါတယ်ကျွန်တော်ပြန်ဆင်းလာတဲ့အချိန်မှာပဲဒီနေ့ကတလင်းကုန်နေဖြစ်တာကိုသတိရပြီးတော့လိုတက်ထက်ကဈေးတန်းကိုသွားဖို့ဆုံးဖြတ်လိုက်ပါတယ်ကျွန်တော်စီးနေကြကားအနီရောင်ကိုစီးဖို့စီစဉ်ထားပေမဲ့ဒီကားအဝါရောင်မောင်းတဲ့ဒီလူကြီးကသူ့ကားလဲသွားတယ်ဆိုပြီးကျွန်တော်တို့ကိုအကြိုက်ထိုင်ဆောက်ခိုင်းထားပါတယ်အဲ့ဒါနဲ့ကျွန်တော်နှစ်ယောက်လဲလိုတက်ဖက်ကိုခီးထက်ဆက်ခဲ့ပါတယ်လိုတက်ကိုရောက်တဲ့အချိန်မှာပဲကျွန်တော်နှစ်ယောက်ကမုံစီတဲ့ဖက်ကိုအရင်မတော်ဘဲနဲ့လိုတက်ထဲကိုဝင်ပြီးတော့ထမင်းအရင်စားလိုက်ပါတယ်ကျွန်တော်တို့စားပြီးမှပဲအပြင်ထွက်ပြီးဝယ်စရာရှိတဲ့မုတ်တွေဝယ်ပြီးကျွန်တော်တို့ပြန်လာခဲ့ပါတယ်ပြီးပါပြီ